သူဆိုရင်မီကျူမီပန်းဖောက်ဖို့ဖောက်တာကိုကြည့်ဖို့ memory ရဲ့ bridge ကိုသွားနေပါတယ်ဒါတော့မီပန်းဖောက်တာကိုလာကြည့်ဖို့ memorial bridge ပေါ့နော်8:45ဆိုလားပဲမသိဘူးစမှာနိုင်ဝက်တော့စောင့်အောင်မထင်ပါတယ်ဒါတော့ဆရာကြီးအဲ့ရနေနိုးလာတာပါcruise scene နဲ့မီးပန်းဖောက်တာကိုကြည့်ရမှာဟုတ်တယ်နော် normal food ဟာကိုတိုင်းပွဲရှာနေလား သူကပြရတယ်တေးတော့ကြတယ်ဒီလောက်ကြတယ်ဟမ်ဆောင်းချက်တွေတော့ ဟမ်အကင်ငတ်တာသေးတောင်ကြာ ဘယ်ကလဲစားတယ်နားတယ်ဘယ်ကလဲစား ခရုစီးကျင်တာဗျာလက်မှတ်ကလည်းဈေးကြီးရယ်ဈေးကြီးပြီးတော့နေရာလည်းဝယ်လို့တော့မရဘူးဘယ်တော့ခရုလေးစီးပြီးတော့ဒီတရားပါဖုံတိုင်းဖောက်တာလေးကိုရှိုးရမှာပေါ့ဗျာအမှန်တကယ်အဲ့လိုဖုံတိုင်းဖောက်ရင်ဒီခရုစီးကရက်ပေးတယ်ဟုတ်တော့နေရာလည်းမရဘူးဈေးလည်းကြီးတော့အကုန်လုံးကအဲ့လိုပဲဟမ် နေဝင်တော့ရမနဲ့တယ်ဒီမှာကြည့်မယ်ဆိုရင်အဲ့တရားဘောတက်ချသွားပြီးကားနေလေ ဟုတ်တယ်တော်တော်ကျွမ်းတာကိုဒီနားမသိဘူးဆရာရဲ့ ဟုတ်ပါတင်မော်ရီကတော့စောင့်နေတာပေါ့နော်